အခုအချိန်မှာအမေရိကန်နဲ့အီရန်ကြားအခြေအနေကတေးရှင်ရေးလမ်းဆောင်ဖို့ရှောင်နေပါပြီ။တစ်ဖက်မှာတော့အိုမန်နိုင်ငံထဲမှာတကားပိတ်ပြီးတော့ငိမ့်ငိမ့်စကားပြောဖို့ဒုတိယအကြိမ်ကိုပြင်ဆင်နေပါပြီ။ဒါပေမဲ့တခြားတစ်ဖက်မှာတော့အမေရိကန်ရဲ့သမ္မတဒေါ်နယ်ထရန့်ကအရှေ့အလယ်ပိုင်းကိုစစ်သင်းမောကြီးနောက်ထပ်တအုပ်စုထပ်လွှတ်ဖို့စဉ်းစားနေပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောတာကသဘောတူညီမှုမရရင်ဒီတစ်ခါအကြီးအကျယ်အီရန်ကိုကင်တွယ်ရလိမ့်မယ်ဆိုပြီးပြောထားတာပါ။ဒါကစစ်ပွဲအသစ်တစ်ခုစီသွားမလားဒါမှမဟုတ်ငင်းချင်းရမလားဆိုတာကိုဒီအပိုင်းတွင်အဖြေတည်ရပါတော့မယ်ဒီအခြေအနေကိုနားလေကိုအရင်ဆုံးကျွန်တော်နည်းနည်းပြန်ပြီးရှင်းပြပါအောင်ခင်ဗျာအရင်တော့က2015ခုနှစ်မှာအမေရိကန်နဲ့အီရန်နျူကလ িয়ার သဘောတူညီမှုတစ်ခုရရှိခဲ့မှုပါတယ်အီရန်ကနျူကလ িয়ার လက်နက်မထုတ်လို့ဘူးအမေရိကန်ကစီးပွားရေးပိတ်ဆို့တာတွေကိုရှော့ပေးမယ်လို့ပြောခဲ့တာပါဒါပေမဲ့ဒေါ်နယ်ထရန့်သမ္မတဖြစ်လာတဲ့အချိန်မှာဒီသဘောတူညီချက်ကမကောင်းဘူးဆိုပြီးဖျက်သိမ်းလိုက်ပါတယ်အဲ့ဒီနောက်ပိုင်းအီရန်ကလည်းဒါဆိုငါတို့လည်းနျူကလ িয়ার စမ်းသပ်မှုတွေပြန်လုပ်မယ်ဆိုပြီးယူရေနီယံတန့်စင်မှုကို60%အထိတိုးမြင့်လိုက်ပါတယ်ဒါကနျူကလ িয়ার ဘုံတစ်လုံးရဖို့လိုအပ်တဲ့90%နဲ့ဆိုရင်အရန်ကိုနီးစပ်နေပါပြီပြီးခဲ့တဲ့နှစ်ကလည်းအစ္စရေးနဲ့အီရန်ကြား12ရက်တိုက်ပွဲဖြစ်ခဲ့တယ်လို့အမေရိကန်ကလည်းအီရန်ရဲ့နျူကလ িয়ার စက်ရုံတွေကိုဘုံကျဲခဲ့ဘူးတော့အီရန်နဲ့အမေရိကန်ကြားမှာနှစ်ဖက်စလုံးအယုံကြည်ကင်းမဲ့နေကြတဲ့အခြေအနေဖြစ်နေတာမဆန်းပါဘူးခင်ဗျာအခုအိုမန်နိုင်ငံရဲ့ဂျားဝင်မှုနဲ့ပြန်ဆွေးနွေးကြမယ်ဆိုပေမဲ့လိုချင်တာတွေကတခြားစီဖြစ်နေပါတယ်အမေရိကန်ကတော့ဘာကိုလိုချင်တယ်လဲအီရန်ကိုနျူကလ িয়ার လက်နက်လုံးဝမလုပ်စေချင်ပါဘူးပြီးတော့အစ္စရေးကိုချိန်ချောက်နေတဲ့မစ်ဆိုင်းဒုံးကြီးတွေကိုပါဖျက်ဆီးစေချင်နေပါတယ်အစ္စရေးရဲ့ဝန်ကြီးချုပ်နေတန်ယာဟုကလည်းဒီအချက်ကိုအဓိကတောင်းဆိုနေပါတယ်အီရန်ဘက်ကရောဘာပြောပါသလဲငါတို့စီးပွားရေးပိတ်ဆို့ခံထားရတာတွေကိုအရင်ဖယ်ပေးပါပြီးတော့မစ်ဆိုင်းဆိုတာဒီအီရန်နိုင်ငံလုံခြုံရေးအတွက်မရှိမဖြစ်ပဲဒါကိုတော့လုံးဝအထိမခံနိုင်ဘူးလို့ပြန်ပြောထားပါတယ်အထူးသဖြင့်မကြသေးခင်ကအတိုက်ခိုက်ခံထားရတော့သူတို့ရဲ့လက်နက်အင်အားကိုမလျှော့နိုင်ဘူးလို့ဆိုပါတယ်ဒါကြောင့်အဓိကမေးခွန်းရှိလာတာကအမေရိကန်က PR တွေကိုလျှော့ပေးမလားအီရန်ကရောလက်နက်လျှော့မလားဒီအချက်တွေညှိနှိုင်းလို့မရရင်ဆွေးနွေးပွဲကပြတ်သွားနိုင်ပါတယ်အမေရိကန်အတွက်တော့အီရန်ကိုထိန်းချုပ်နိုင်ရင်နိုင်ငံရေးအရာအောင်ပွဲခံနိုင်မှာဖြစ်ပါတယ်အီရန်အတွက်ကတော့ပိတ်ဆို့မှုတွေဖယ်ရှားနိုင်ရင်စီးပွားရေးအရာအသက်ရှူချောင်သွားမယ်။အစ္စရေးအတွက်ကတော့သူ့နိုင်ငံလုံခြုံရေးအတွက်အီရန်လက်နက်မရှိတော့ရင်အကောင်းဆုံးဖြစ်ပါတယ်။ဒါပေမဲ့တကယ်လို့ညှိလို့သာမရဘဲနဲ့စစ်ဖြစ်ခဲ့မယ်ဆိုရင်အထိနာမှာကပြည်သူတွေပဲဖြစ်ပါတယ်။စစ်ဖြစ်ရင်ရေနံဈေးတွေထိုးတက်မယ်။ကုန်စည်နှုန်းတွေတက်မယ်။ဒေသတွင်းမှာဘုံတံကိုခံရနိုင်ပါတယ်။ဒါကြောင့်စစ်ဖြစ်မှာကိုဘယ်သူမှတော့မလိုလားကြပါဘူး။စပွဲဝိုင်းရှိနေပေမဲ့စစ်ရေးပြင်ဆင်မှုတွေကလည်းလုံးဝမလျှော့ပါဘူး။အမေရိကန်ရဲ့သမ္မတဒေါ်နယ်ထရန့်ကလင်းတင်တင်မောင်းအုပ်စုတွေကိုအရှိအလဲပိုင်းစီဦးတည်ခိုင်းထားပါပြီ။ရိုက်တာကထုတ်ပြန်တဲ့ဂျိုဒူပုံရိပ်တွေအရဆိုရင်ကာတာနိုင်ငံမှာရှိတဲ့အမေရိကန်စစ်စခန်းမှာမစ်ဆိုင်းဒုံးတွေကိုကားပေါ်တင်ထားတာကိုတွေ့ရပါတယ်။ပုံမှန်ဆိုရင်မြေပြင်မှာတက်ဆင်ထားလေရှိပေမဲ့အခုလိုကားပေါ်တင်ထားတယ်ဆိုတာကလိုအပ်ရင်ချက်ချင်းနေရာရွှေ့ပြီးတော့ချက်ချင်းပြစ်ခတ်ဖို့အသင့်ပြင်ထားတဲ့သဘောပဲဖြစ်ပါတယ်။စကားပြောမလားဒါမှမဟုတ်စစ်တိုင်မလားဆိုပြီးတော့အီရန်ကိုတက်နှက်မောင်းတင်ပြီးချိန်ထားတဲ့သဘောမျိုးဖြစ်နေပါတယ်။ညီကုန်းချုပ်ပြီးပြောရရင်ဒီအခြေအနေကတွေးထက်တန်ယုံမဖြစ်ခင်နောက်ဆုံးအခြေအနေနောက်ဆုံးအခွင့်အရေးဖြစ်နိုင်ပါတယ်။ဒုတိယအကြိမ်ဆွေးနွေးပွဲသာအဆင်ပြေသွားရင်တော့ကဘာကြီးအနေနဲ့တက်တာရောက်သွားပါမယ်။ဒါပေမဲ့အဆင်မပြေခဲ့ရင်တော့အီရန်ကလည်းအမေရိကန်ရဲ့စစ်စခန်းတွေကိုပြန်တိုက်မယ်လို့ချိန်ချောက်ထားပါတယ်။လက်ရှိအချိန်ဟာငင်းကြီးလားစစ်ပွဲလားဆိုတာကိုဒီဆုံးဖြတ်ပေးမယ်အရေးကြီးဆုံးအချိန်ကာလတစ်ခုဖြစ်ကြောင်းကိုကျွန်တော်တင်ပြလိုက်ရပါတယ်ကျွန်တော်ကတော့လင်းခိုင်ပါအားလုံးပဲအချိန်ပေးပြီးနောက်ထောင်ပေးကြလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ